အရင်ဗီဒီယိုမှာတော့ကြောက်စရာကောင်းတဲ့ရန်တယ်တွေအပါအဝင်နာမည်ကြီးတယ်တွေ၅မျိုးအကြောင်းကိုပြောခဲ့ပြီးပါပြီ။အဲ့ဒီဗီဒီယိုတင်ပြီးကနေကပတ်သူလုပ်ပေးဖို့တောင်းဆိုထားကြတာမို့အခုဗီဒီယိုလေးကိုလုပ်ပေးလိုက်ပါတယ်။ပထမဗီဒီယိုမှာတယ်ရီဆိုတာဘာလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးထားတာမို့အခုပတ်သူလေးမကြည့်ခင်ပထမဗီဒီယိုလေးကိုအရင်ကြည့်ဖို့အကြံပေးပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်။ These Theory ပထမဆုံးအနေနဲ့အခုနောက်ပိုင်းအနီမေတွေမှာအရင်ခေတ်စားလာတဲ့ These Theory အကြောင်းကိုပြပေးပါမယ်။သူ့ရဲ့နာမည်ကိုThese ဆိုတဲ့ဆနောက်တာနဲ့ Theory ဆိုတဲ့နူးညံ့တာကိုပေါင်းထားတာပါ။သူတို့ရဲ့ရည်ရွယ်ချက်ကကိုချစ်တဲ့သူရှက်ကိုရှက်ကန်ဖြစ်သွားတာလေးကိုကြည့်ပြီးကျဉ်းနဲ့နေတာမျိုးပါ။ These Theory တွေကအရန်ညံကောင်းကြပါတယ်။တစ်ဖက်လူဘာဖြစ်ရှင်နေတာလဲဘာကိုရှက်နေရလဲဆိုတာကိုသိပြီးအကွက်ကြကြစလုံးတက်ကြပါတယ်။ဒါဆိုရင် These Theory လို့ပြောလိုက်တာနဲ့တာကာကီဆန်ကိုပြင်းမြင်ကြမယ်လို့ထင်ပါတယ်။သူဆိုရင် Niche ခါတာကိုနေတိုင်းညံစင်ပြီးတော့စလုံးတက်ပါတယ်။ရှက်သွားတဲ့မျက်နှာကိုမြင်ရရင်သူကပြောနေတတ်တာပါ။နာဂါတိုတို့ကလည်း These Theory အနေနဲ့နာမည်ကြီးတဲ့ထက်မှာပါပါတယ်။သူတို့ကစံပိုင်းဆိုပြီးလိုက်ဆက်နေတဲ့ကြပေမဲ့တကယ်တော့လူတိုင်းကိုလိုက်ဆက်နေတာမဟုတ်ပါဘူး။သူတို့တကယ်စိတ်ဝင်စားတဲ့သူသူတို့တကယ်ချစ်တဲ့သူတယောက်တည်းကိုပဲဒီလိုမျိုးအချိန်ပေးပြီးတော့ဆက်လောက်နေတတ်တာပါ။ဒါဟာသူတို့ရဲ့ချစ်ချင်းမြတ်တာကိုထုတ်ဖော်ပြသတဲ့ထူးခြားတဲ့နည်းလမ်းတစ်ခုပေါ့။ကိုဗစ်နာမှာဒီလို These Theory မျိုးရှိရင်တော့နေတိုင်းမျက်နှာပူနေရမှာအသေးကြပဲ။ Theory နောက်ထပ်အမျိုးအစားတစ်ခုကတော့နာမည်နဲ့လက်အောင်ကျန်တဲ့Theory တွေရဲ့အကြောင်းပါဒီနာမည်ကဂျပန်စကားလုံးဘိုးရောက်ခုကနေလာတာဖြစ်ပြီးအဓိပ္ပာယ်ကတော့အကျန်းဖတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်Theoryဆိုတာလက်ပါတက်တဲ့နူးညံ့သူတွေလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ Theory တွေရဲ့စိတ်နေစိတ်ထားကဘာလဲဆိုရင်သူတို့ကရန်လုံနေတာမဟုတ်ပါဘူး။တကယ်တော့သူတို့ကအရန်ကိုဖြူစင်ပြီးရှက်တတ်ကြတာပါ။ဒါပေမဲ့အဲ့ဒီရှက်စိတ်ကအရန်ပြင်းထန်သွားတဲ့အခါမှာဘလို့စကားလုံးနဲ့ထုတ်ပြောရမလဲမသိတော့ပဲသူ့အလိုလိုလက်ပါမိသွားတာမျိုးပါ။တော်တော်များများကသူတို့ကိုစွန်းတယ်ရီနဲ့မှားတတ်ကြပါတယ်။ဒါပေမဲ့ကွာခြားချက်ကရှင်းလေးပါ။စွန်းတယ်ရီတွေကရှက်တက်လာရင်ဘကလို့អော်ပြီးမျက်နှာလွှဲသွားမယ်။ဒါပေမဲ့Theoryကတော့စကားထက်လက်တိကအရင်ရောက်လာတာပါ။သူတို့ရဲ့ရှက်စိတ်ကိုစကားလုံးနဲ့ထုတ်မပြောပဲလက်တိချက်တွေကတ်ချက်တွေနဲ့ပဲတုံ့ပြန်တတ်တာပါ။ဒီအမျိုးအစားထဲမှာနာမည်ကြီးတာကတော့ Wagi Anime က Mahiro ပါ။သူက Androphobia လို့ခေါ်တဲ့ယောက်ျားလေးကြောက်တဲ့ယောဂရှိနေတာပါ။ဒါကြောင့်ယောက်ျားလေးတယောက်အနာကလာတာနဲ့တင်စိတ်လှုပ်ရှားပြီးတော့အလိုလိုထိုးမိသွားတာမျိုးပါ။သူမိုချန်အစ်စေခဲတဲ့ကသူမိုကလည်းTheoryထဲမှာထိတ်ဆုံးကပါပဲ။သူကဂျုံကိုအရင်ချစ်ပေမဲ့ဂျုံကသူ့ကိုမိန်းကလေးတယောက်လိုမမြင်မဲ့ယောက်ျားလေးတယောက်လိုဆက်ဆံပါတယ်။ဒါကြောင့်အမြဲရှက်ပြီးလက်တိနဲ့ပဲခဏထိုးနေတာပါ။သူမိုရဲ့ထူးခြားချက်ကသူကိုယ်တိုင်လည်းဂျုံကိုထိုးမိသွားတဲ့အတွက်နောင်နာရတာမျိုးဒါမှမဟုတ်ရှက်သွားတာမျိုးတွေရှိတတ်ပါတယ်။ဒါဟာTheoryစစ်တွေမှာရှိတဲ့လက္ခဏာပါပဲအကြမ်းဖက်ရှင်လို့လုပ်တာမဟုတ်ပဲကိုယ့်ရဲ့ချစ်ချင်းမြတ်တာကိုဘလို့ထုတ်ပြမှမသိတဲ့ရှက်စိတ်ကလက်ဦးသွားတာမျိုးပါတခါတလေတော့လေဒီလိုဝိုင်ဖူးမျိုးကိုချစ်မိတဲ့သူတွေကိုတနာမိပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့စီကအချစ်ကိုရဖို့အတွက်အ ਨੇ ဆုံးတော့အယိုးကျိုးတာဒါမှမဟုတ်မျက်ကွင်းညိုတာမျိုးတော့ရင်းနှီးရမှာဖြစ်လို့ပါဘာကတယ်ရီနောက်ထပ်အမျိုးအစားတစ်ခုကတော့နာမည်နဲ့တင်ရည်ရကောင်းနေတဲ့ဘာကတယ်ရီတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီနာမည်ရဲ့အဓိပ္ပာယ်ကတော့ဂျပန်စကားလုံးဘာကနဲ့တယ်ရီပေါင်းထားတာပါဘာကဆိုတာကတော့အားလုံးသိတဲ့အတိုင်းသုံးအားပြီးတော့ဦးကြောင်နိုင်တာကိုပြောတာပါဒါကြောင့်ဘာကတယ်ရီဆိုတာဦးကြောင်နိုင်တာထက်စိတ်ထဲဖြူစင်လွန်းတာနဲ့လောကကြီးကိုရိုးရိုးလေးပဲမြင်တတ်တဲ့သူမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လည်းအမြဲတမ်းအလွဲလွဲတွေဖြစ်နေတဲ့ဇာတ်မျိုးတွေပေါ့ဘာကတယ်ရီလို့ပြောလိုက်ရင် KO နဲ့ကယူရီဟီရာဇာဝါကိုအရင်ဆုံးပြည့်မြင်ကြမယ်လို့ထင်ပါတယ်သူကဂီတာတီးတဲ့အရန်တော်ပေမဲ့ဆောင်းမွေးဖြစ်ရင်တခုခုမေးနေတာမျိုးဒါမှမဟုတ်အရေးကြီးတဲ့ပွဲမတိုင်ခင်အေးမိတာမျိုးတွေခဏဖြစ်တတ်ပါတယ်နောက်ပြီးတော့ဘာကတယ်ရီဘရင်မကြီး Goddess Aqua ကိုလည်းခြံထားလို့မရပါဘူးသူကအတုံးမကျတဲ့နတ်ဖျားဆိုပြီးနာမည်ကြီးတာပါနတ်ဖျားမတယောက်ဖြစ်ပေမဲ့အုံနောက်ကတော့လုံးဝကိုမရှိတဲ့လောက်ပါပဲအမြဲတမ်းပောက်ကရတွေလုပ်ပြီးအကျွေးတွေတင်အောင်လုပ်တယ်ပြီးရင်ခါဆုမကိုငိုယူပြီးလက်တင်သက်တာတွေကသူ့ရဲ့အမသားပါပဲသူလုံးသမျှအလွဲတွေကကြီးစုလူတွေကိုရီမောစေတာမို့Aquaဟာဘာကတယ်ရီလောကရဲ့ဘရင်မလို့သတ်မှတ်ထားတာပါဒီတော့ဘာကတယ်ရီဆိုတာဦးကြောင်နိုင်လို့အားကိုးလို့မရဘူးလို့မထင်လိုက်ပါနဲ့တကယ်တော့သူတို့ကကိုစိတ်ညစ်နေတဲ့အချိန်မှာကိုဘေးနာမှာအမြဲတမ်းရှိနေပေးပြီးရီမောအောင်လုပ်ပေးနိုင်တဲ့အဖို့တန်ဝိုင်ဖူးလေးတွေဖြစ်ပါတယ်နောက်တစ်ခုကိုမပြောခင်မှာကျွန်တော် channel လေးကို subscribe လုပ်ပြီးမမေ့ပါနဲ့အောင်နော်ကျွန်တော်က anime နဲ့ပတ်သက်တဲ့ video တွေဗဟုသုတတွေကိုအမြဲတမ်းဆက်ပေးနေမှာမို့ subscribe လုပ်ရကြနှက်စေရမယ်လို့အာမခံပါတယ်ဒါဆိုရင်နောက်တစ်ခုကိုတွားလိုက်ရအောင်စာတိုတယ်ရီစာတိုဆိုတာစေတင်စေစကလုံးရဲ့အတူကောက်ပါအတိပ္ပယ်ကတော့ချစ်တဲ့သူကိုနှိပ်စက်ရတာသဘောကျတာဒါမှမဟုတ်အနိုင်ယူရတာကိုသဘောကျတာလို့ခေါ်ပါတယ်ဒါကြောင့်စာတိုတယ်ရီဆိုတာကိုချစ်တဲ့သူကိုနှိပ်စက်ပြီးမှအချစ်ကိုဖော်ပြတတ်တဲ့သူတွေလို့ခေါ်တာပါသူတို့ကရှေ့မှာကျွန်တော်ပြပြခဲ့တဲ့ These Theory တွေလို့စနောက်တာလောက်နဲ့အားမရကြပါဘူးတစ်ဖက်လူကိုစိတ်ညစ်သွားအောင်ဒါမှမဟုတ်နာကျင်သွားအောင်လုပ်ရတာကိုပိုသဘောကျတတ်ကြတာပါအဲ့ဒီလိုနှိပ်စက်လိုက်လို့တစ်ဖက်လူမျက်နှာပြတ်သွားတာကိုမြင်ရတော့မှသူတို့ကကျဉ်တတ်ကြပြီးတော့ပိုချစ်လာကြတဲ့ဇာတ်မျိုးပေါ့စာတိုတယ်ရီလို့ပြောလိုက်တာနဲ့ Day Lift တဲ့ကကူရူမီကိုမေးထားလို့မရပါဘူးတော်တော်များများကသူ့ကိုရန်တယ်ရီနဲ့မှားတတ်ကြပါတယ်ကူရူမီရာရန်တယ်ရီဖြစ်ရင် MC ဘေးနာကသူတွေအကုန်အသက်ရှင်မှာတော့မဟုတ်ပါဘူးသူကရှီတိုကိုချစ်တာမှန်ပေမဲ့သူ့ရဲ့ချစ်တဲ့နီးကတကယ်ကိုအန္တရာယ်များပါတယ်MC ကိုတန်းချိန်တာမျိုးစိတ်ပိုင်းဆိုင်ရာချစ်ရောက်တာမျိုးတွေလောက်တတ်ပါတယ်တစ်ဖက်လူကြောက်လန့်နေတာကိုကြည့်ပြီးကျဉ်းနေတဲ့သူပါရှီမိုနဲတာတဲ့ကအာနာကလည်းစာတိုတယ်ရီဇာတ်ရှိတဲ့သူမျိုးပါသူ့ကိုအပြင်ပန်းကကြည့်ရင်အရန်ရည်ကြီးတဲ့ကျောင်းလူကောင်းဆောင်ဖြစ်ပါတယ်
ဒါပေမဲ့တာနိုကီချီကိုချစ်မိသွားတဲ့အခါမှာတော့သူ့ရဲ့နှိမ့်ဆက်လူစိတ်ကအဆုံးရောက်သွားပါတယ် MC ကိုအတင်းအကျပ်၆ကင်တာမျိုး MC ကြောက်လက်နေတာကိုမှပိုပြီးသဘောကျတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်စာတိုဒရဲဆိုတာကိုနေတိုင်းအရှင်တခင်တယောက်လိုအမိန်ပေးပြီးကြောက်စရာကောင်းအောင်ရဆိုင်ပြတတ်တဲ့ဝိုင်ဖူမျိုးကိုမှကြိုက်တဲ့သူတွေအတွက်တော့အကောင်းဆုံးရွေးချယ်မှုပါပဲဒါပေမဲ့ဒီလိုဝိုင်ဖူမျိုးနဲ့တွေ့ရင်တော့စိတ်ရောကိုယ်ပါကြက်ခိုင်မှုလိုပါလိမ့်မယ်မာယာဒယ်ရီဒီနာမည်ကဘယ်ကလာလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်နားလည်လွယ်အောင်ရှင်းပြပေးမယ်ပထမစကားလုံးမာဆိုတာဂျပန်စကားလုံးအခုမှကနေလာတာပါအဓိပ္ပာယ်ကတော့မိစ္ဆာဒါမှမဟုတ်ရန်သူလို့ပြောလို့ရပါတယ်ဒါကြောင့်ပဲမာယာဒယ်ရီတွေဟာဇလန်းအစမှာမင်းနောက်ကိုတစ်ခွပေးမဲ့ရန်သူတွေအဖြစ်ပေါ်လာတတ်တာပါဒုတိယရက်ကတော့ယာဒယ်ရုဆိုတဲ့စကားလုံးကနေလာတာပါသူ့ရဲ့အဓိပ္ပာယ်ကဆွဲလန်းတာဒါမှမဟုတ်အခြေချောင်ယူသွတာကိုပြောတာပါဆိုလိုတာကသူတို့ဟာရန်သူဖြစ်ခဲ့ပေမဲ့ချစ်မိသွားတဲ့အခါမှာတော့မင်းသားအပေါ်မှာပဲအဆွဲလန်းကြည့်ပြီးတော့ယူယူမမှုချစ်တတ်ကြတာပါနောက်ဆုံးဒယ်ရီကတော့အလုံးသိတဲ့အတိုင်းနူးညံ့တာပါဒါကြောင့်ဒီသုံးခုကိုပေါင်းလိုက်ရင်ရန်သူအဖြစ်ပေါ်လာခဲ့ပေမဲ့နောက်ပိုင်းမှာတော့မင်းသားအပေါ်မှာပဲဆွဲလန်းပြီးအရန်ကိုနူးညံ့သွားတဲ့ဝိုင်ဖူမျိုးကိုမာယာဒယ်ရီလို့ခေါ်တာပါဒါဟာမာယာဒယ်ရီတွေရဲ့အဓိကဆက်ဆောင်မှုတစ်ခုပါမာယာဒယ်ရီတော်များများကရန်သူဘက်ကဗိုလ်ချုပ်တွေဒါမှမဟုတ်ထိတ်တန့်လူသက်သမားတွေဖြစ်လို့ရှိတာမို့အရန်တော်ကြပါတယ်ရန်သူကနေချစ်သူဖြစ်လာတာမို့သူတို့ရဲ့တစ္ဆာရှိမှုကတခြားသူတွေထက်တောင်ပိုပါတယ်ကိုချစ်တဲ့သူအတွက်ဆိုရင်ကိုယ့်ရဲ့အဖွဲ့အစည်းကိုတော့ပြတ်တိုက်ဖို့ဝန်မလေးကြပါဘူး Dragon Ball Z တဲ့က Android 80ကတော့မာယာဒယ်ရီရဲ့လက်ကျန်လို့တင်စားခံထားရတာပါအစပိုင်းမှာသူကကဘာကြီးကိုဖျက်ဆီးမဲ့လူသက်ဆက်ရုပ်နေနဲ့ပေါ်လာပြီး MC တို့အဖွဲ့ရဲ့အဓိကရန်သူပါဒါပေမဲ့ခရီလင်ရဲ့ယူသားတဲ့အချစ်ကိုမြင်သွားတဲ့အခါမှာတော့ရန်သူဘက်ကနေပတ်ပြောင်းလာတာပါအခုဆိုရင်ကဘာကြီးကိုကောက်ွယ်ပေးတဲ့အပြင်ခရီလင်ရဲ့အကိုရတဲ့ဇနီးတွေဖြစ်နေပါပြီဒိတ်လစ်တဲကဒုက္ခကလည်းမာယာဒယ်ရီတွေထဲမှာနာမည်ကြီးပါတယ်အစပိုင်းမှာကဘာကြီးကိုဖျက်ဆီးမဲ့ရန်သူအနေနဲ့ပေါ်လာတာပါရှီတိုကသူ့ရဲ့စိတ်ကိုပြောင်းလဲလိုက်တဲ့အခါမှာတော့ရှီတိုကိုအသက်ပေးပြီးကောက်ွယ်မဲ့သူဖြစ်သွားတာပါမာယာဒယ်ရီဆိုတာတခြားဒယ်ရီတွေထက်ဆိုင်ဇလန်ကိုပိုပြီးရတာရှိအောင်လုပ်ပေးနိုင်တဲ့အမျိုးအစားတွေပါဘာလို့လဲဆိုတော့သူတို့ကအချစ်တစ်ခုတည်းတင်မဟုတ်ဘဲရန်သူဘက်ကနေကိုယ့်ဘက်ကိုပြောင်းလာဖို့အတွက်ဆွလွတ်အနစ်နာခံမှုတွေရွေးချယ်မှုတွေအများကြီးလုပ်ခဲ့ရလို့ပါကိုတတ်မဲ့ရန်သူကနေကိုယ့်အတွက်အသက်ပေးမဲ့ကောင်မလေးဖြစ်လာတာထက်ပိုပြီးရင်ခုန်စရာကောင်းတာဘာရှိအောင်ပါလဲတချို့ဝိုင်ဖူတွေကြတော့သူကဘာအမျိုးစားလဲလို့မေးရင်ဖြေရခတ်သွားတတ်ပါတယ်ဘာလို့လဲဆိုတော့သူတို့စီမှာဇယိုက်တစ်မျိုးနဲ့ရှိတာမဟုတ်ဘဲအမျိုးမျိုးရောနေလို့ပါဒါကိုအနီမေလောကမှာမာတီဒယ်ရီဒါမှမဟုတ် hybrid ဒယ်ရီလို့ခေါ်ကြတာပါ02ဆိုရင်လည်းမာတီဒယ်ရီရှိတဲ့သူမျိုးပါတချို့ကမာယာဒယ်ရီတစ်ခုပဲရှိတာလို့ပြောကြပေမဲ့မဟုတ်ပါဘူး02ကစာတိုဒယ်ရီမာယာဒယ်ရီနဲ့ရန်ဒယ်ရီပေါင်းထားတဲ့မာတီဒယ်ရီပါဒါပေမဲ့တစ်ခုရှိတာက02ဟာအမျိုးအစားတွေအများကြီးပေါင်းနေတဲ့မာတီဒယ်ရီဖြစ်နေတာကြောင့်အမျိုးအစားတစ်ခုတည်းရှိတဲ့ဒယ်ရီတွေလောက်အရန်ကြီးကျမ်းမနေပါဘူးဘာဖြစ်လို့လဲဆိုတော့ရန်ဒယ်ရီစစ်စစ်သူရဲ့စိတ်ဓာတ်ကငါ့ကိုမှမရရင်ဘယ်သူမှမရစေရဘူးဆိုတာမျိုးပါလိုအပ်ရင်ကိုချစ်တဲ့သူကိုပါတက်ပြစ်တဲ့အထိအဆုံးရောက်ကြတဲ့သူမျိုးတွေဖြစ်ပါတယ်ဒါပေမဲ့02ကြတော့စာတိုဒရဲစရိုက်ပါနေတော့ MC ကိုတတ်ဖို့ထက်စနောက်ပြီးအနိုင်ယူဖို့ကိုပိုအားတတ်ပါတယ်ပြီးတော့မာယာဒယ်ရီစရိုက်ကြောင့်လည်းအသက်ပေးကာကိုကျင်တဲ့စိတ်ကပိုများနေတာပါဒါကြောင့်သူ့ရဲ့ဒယ်ရီကအစိုးရနှိမ့်ဆက်တာမျိုးမဟုတ်ဘဲအရန်ချစ်လွန်လို့ကာကွယ်ကြတဲ့ပုံစံမျိုးဖြစ်နေတာပါဒါဆိုရင်ရှေ့ဗီဒီယိုနဲ့ပေါင်းပြီးအခုဆိုရင်ဒယ်ရီမျိုးစားပေါင်း10မျိုးအထိတင်ဆက်ပေးပြီးသွားပါပြီနောက်လာမယ့်ဗီဒီယိုကိုစိတ်ဝင်စားစရာကောင်းတဲ့ဒယ်ရီမျိုးစားတွေနဲ့ပြန်လာခဲ့ပါမယ် channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ကျွန်တော်နာမည်ကတော့ယိုယိုပါဒီချက်ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်ကဲဒါဆိုရင်မီနာဆာအာရီဂါတိုဂိုဇိုင်မတ်